ကျမနာမည်မမြတ်တိုင်းပါကျမအခုကျမတို့ရွာမှာလေမေစုကပြောသွားပါတယ်လျှက်စစ်မီးတဲ့ရဖို့ရေးတဲ့တခုကဒီဟိုငိမ့်ချမ်းကြီးပေါ့နော်အဲ့ဒါနဲ့ကျမကနေတော့ကျမတို့ရွာရဲ့ရွာရှိဘက်မှာဟွာခင်းပေါင်းရနေတော့မေစုလာမဆိုတာနဲ့ကျမဒုံပြေးတော့လာရတော့တီးပြီးမယ်10 ပါးတီးပြီးမယ်ကြည့်လိုက်တဲ့အခါမှာအမေကဒီစကားဝိုင်းပြောပြီးလို့ရှိရင်တဲ့ဒီပြင်ဘက်ကနေပြီးတော့တယောက်တော့သူစကားပြောလို့ရပါတယ်ဆိုလို့ကျမကအသက်ဆုံးတော့ပြေးလာတာပါကျမဒီပါပြောတယ်မအသက်ဆုံးတော့ပြေးလာတာအဲ့ဒါကြောင့်မို့လေအမေစုရဲ့ကျမတို့ရွာမှာလျှက်စစ်မီးရအိမ်ကြီး250ရှိပါတယ်အဲ့ဒီ250တယ်မဲ့လျှက်စစ်မီးလင်းတာအိမ်ကြီး85အိမ်လင်းသွားပါပြီကျန်တဲ့ဥစ္စာလျှက်စစ်မီးလင်းဖို့ဆိုတာဟိုဘက်မီးကနေပြီးတော့မီးတိုင်ကနေပြီးတော့10 ပါဘက်ကိုဒီဘက်ညောင်မသား10 ပါဆိုတော့ရှိတယ်ကပဲလျှက်စစ်မီးတိုင်လဲပေ400 500ကွာနေပါတယ်အမေစုရဲ့အဲ့ဒီပေ400 500ကိုလဲမီးကြိုးကဆွဲရမယ်ဝင်ကြီးက9 သိန်းပေးရမယ်ဆိုတော့ကျမတို့မှမတတ်နိုင်ပါဘူးကျမအခုဝင်ကြီး3 သိန်းခွဲပေးထားပါတယ်3 သိန်းခွဲဝင်ကြီးသွင်းထားပါတယ်ကြတော့သူတို့လဲတဲ့လူကလည်းလဲနေပြီလုပ်ငန်းတွေလုပ်တဲ့လူကလည်းလုပ်နေပြီကျမတို့မှမီးကမများသေးဘူးကျမဝင်နေတဲ့အမေရကျေရတော့အဲ့ဒါလေးကိုအမေစုဒီနေ့ရှင်းမဟုတ်ပါဘူးတနေ့အတွင်းကိုကျမတို့ရွာကိုလင်းအောင်တရွာလုံးလင်းအောင်အမေစုသွမ်းဆောင်မေးနိုင်မယ်ကျမကျေနပ်ပါတယ်မေစုလည်းအသက်ငယ်ငယ်လေး50 ကျော်လောက်ဖြစ်ပြီးကျင်တယ်ကျမတကယ်ပြောတာပါကောင်းပြီဒီအခုကျွန်မနားလည်ပြီဒီအမေနားလည်ပြီအခုကမီးရရှိရေးအတွက်ကဒီတိုင်းပြေလုံးလိုနေတာဆိုတာသိပါတယ်အခုကပဲဆရာနဲ့ခက်မြက်မြန်ဆွေးနွေးလိုက်ပါတယ်ကျမတို့အခုဟာပြပြောသလိုပေါ့နောက်ဆုံးကြတော့ကျမပြည်သူပြည်သားတွေအားလုံးဝိုင်းပြီးတော့ယုံရမှာပေါ့တခြားနိုင်ငံတွေမှာလှုပ်တာမလှုပ်တာတော့မသိဘူးကျမတို့နိုင်ငံမှာတော့ပြည်သူနဲ့အတူပေါ့နော်အားစုပြီးတော့ဒီပြဿနာတွေကိုဖြေရှင်းဖို့နည်းတွေကျမတို့ရှားရမှာပဲအဲ့တော့ဆရာနဲ့ကျမကုတာခက်မြက်မြန်လေးဆွေးနွေးနေတာဒါပေမဲ့တက်ဆိုင်ရာစွမ်းရင်နဲ့လျှက်စစ်ဝင်ကြီးဌာနဒုဝန်ကြီးတော့ပါလာတယ်အဲ့တော့ကျမတို့ကနေပြီးတော့တိုင်ပင်ပြီးတော့မှဒီလိုဟာတွေကိုအများဆုံးဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲပေါ့နော်အထူးဖြင့်အစပြောပြီးတော့ကိုရဲ့စွမ်းဆောင်မှုနဲ့အတိုင်းအတာဒုက္ခကြီးဖြစ်မြောက်နေတဲ့ရွာတွေကိုပို့ပြီးတော့ပြည့်ပြည့်စုံအောင်ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာအများဆုံးလုပ်ပေးနိုင်မလဲဆိုကျမတို့နီးရှားပါမယ်နီးရှားပြီးတော့ကျမတို့အသက်50တော့ပြန်မဖြစ်ချင်ဘူးနောက်တစ်ခါထပ်ပြီးတော့ပြုတ်ကန်အောင်ပါနည်းနည်းရှာကြတယ်ဒီသက်ရည်နဲ့ပဲဆက်ပြီးတော့နေပြစေလို့ပဲကျမပြောပြစီလျှက်စစ်ရန်ကုန်ဝင်လဲ300လှမ်းပြီးတော့လှူလိုက်လို့ဒီကိစ္စအဆင်ပြေသွားပါပြီတဲ့အဲ့တော့ကုတလျှက်စစ်တောင်းနဲ့ပြေးလာဂျွန်းတတင်နေတူတယ်ဘယ်ရောက်သွားလဲမသိဘူးဒီကိစ္စကျွန်တော်ပြောချင်တာကောင်းပြီအဲ့ဒါကိုယ့်ဘာကိုစူးစမ်းလို့ကိုဖြစ်တာနော်အဲ့တော့တေသူပြောပြပြေးပြီးတော့လာပြီးပြောရပါတယ်ဆိုတော့အခုချက်ချင်းဒီပိုက်ဆံရတဲ့အခါကျဒီကိစ္စအဆင်ပြေသွားပြီကိုအဲ့တော့300တဲ့အားလုံးရတာထားလိုက်တော့ဘလောက်ပဲဖြစ်ပေါ့နော်ကျွန်တော်ပြောချင်တာကိုယ့်ဘက်ကဝါမစိုက်ထုံမှာကိုလည်းစူးစမ်းမှဖြစ်မှာထိုင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးနော်အဲ့တော့ကျမတို့ထိုင်နေတဲ့လူတွေကပြောမယ်ထိုင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးအားလုံးကလည်းတိတ်ကြွစွာနဲ့လှုပ်ရှားမှကျမတို့နိုင်ငံတိုးတက်မှာဖြစ်ပါတယ်ကျမနောက်ထပ်တော့မိကိုမယူနိုင်တော့ပါဘူး3ခုပဲပြထားတယ်3ယောက်ဆိုတော့စိတ်သွားပါပြီအဲကျမတို့အချိန်ကလည်းစိတ်သွားလို့ပါကျမတို့ဒီမှာလာနိုင်တဲ့အတွက်အများကြီးပဲဝင့်တာတယ်နောက်ပြီးတော့ကျမတို့ဒီမှာရှိစဉ်ပေါ့နော်တူတူအားလုံးဆွေးနွေးလိုက်တဲ့အခါကျတော့ပြည်သူချင်းချင်းကနေပြီးတော့ကူညီလို့ချက်ချင်းလက်ငင်းကိုတချို့ပြဿနာလေးတွေကိုကျမတို့ဖြေရှင်းနိုင်တဲ့အတွက်လည်းကျမအင်တာမအားတက်တယ်ဒါဟာကျမတို့ပြည်သူများရဲ့မိမိရဲ့နိုင်ငံသူနိုင်ငံသားတာဝန်သိရှိမှုပဲဒီလိုတာဝန်သိရှိမှုတွေနဲ့ဆိုလို့ရှိရင်ကျမတို့နိုင်ငံအတွက်ကျမတို့ဘာမှစိတ်ပူစရာမလိုဘူးရုံးတော့ရုံးကန်ရမှာပဲဒီဘဝမှာဘာမှလွယ်လွယ်နဲ့မရဘူးအဲ့တော့ကျမတို့ရုံးကန်ရမယ်စူးစမ်းရမယ်ဒါပေမဲ့လည်းကျမတို့လိုချင်တဲ့ပန်းတိုင်ကိုကျမတို့ရောက်မယ်လို့ယုံကြည်ပါတယ်အထူးဖြင့်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့အခုလိုငြိမ်းချမ်းနေရတဲ့ဒေသပြည်သူပြည်သားများပို့ပြီးတော့နိုးကြားတက်ကြွစွာနဲ့ဘယ်ဘက်ကနေပြီးတော့ကူညီနိုင်လဲဆိုတာကိုစဉ်းစားပြီးပါဝင်ကြပါလို့ကျမအနေနဲ့မေတ္တာရပ်ခံရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူး